အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းကတော့လက်ရှိကမ္ဘာစီးပွားရေးနဲ့သဘာဝပတ်ဝန်းကျင်ပေါ့နော်သဘာဝပတ်ဝန်းကျင်ထင်သိရေးကဏ္ဍမှာအရန်ကိုခက်စားလာတဲ့ climate credit သို့မဟုတ် carbon credit အကြောင်းကိုဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ carbon credit climate credit ကိုပြောတဲ့အခါမှာပထမဆုံးအနေနဲ့သူ့ရဲ့အတိတ်ပဲကိုကျွန်တော်တို့ကြည့်ကြည့်အောင်သူ့အတိတ်ပဲဘာလဲပါဆိုလဲဆိုတော့ကာဗွန်ဒိုင်အောက်ဆိုက် CO2 တတန်ဒါမှမဟုတ်တခြားဖန်လုံအင်အားနဲ့တင်တန်းငွေရှော့ချနိုင်တာကိုစပြုတဲ့ရောင်းဝယ်ဖောက်ကားလို့ရတဲ့လက်မှတ်တစ်ခုဖြစ်တယ်စီးပွားရေးလုပ်ငန်းတွေကနေပြီးတော့မှသူတို့ကနေထုတ်လွှတ်လိုက်တဲ့ကာဗွန်ပမာဏကိုပြန်ကာမိဖို့နော်ပြန်ကာမိဖို့ဒီ credit card ကိုဝယ်ယူနိုင်သလိုပြန်ရောင်းချလို့လည်းရတယ်ဒီလိုလုပ်ချင်းကလည်းပဲကျွန်တော်တို့ဒီ renewable energy တွေပေါ့နော်ဆက်ရစီမံကိန်းတွေတစ်တော့ပြန်လဲပြိုးထောင်လုပ်ငန်းတွေဟိုတစ်ဖက်တစ်လမ်းနေပြီးတော့မှထောက်ပံ့ရရောက်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီ trend ကဘာလို့အရေးကြီးတာလဲအဓိကတွန်းအားပေးတဲ့အချက်၄ချက်ရှိပါတယ်နံပါတ်1 economics ဆိုတော့ရာသီဥတုပြောင်းလဲမှုကြောင့်ကုန်ကျစရိတ်တွေမြင့်တက်လာသလိုကာဗွန်အခွန်ပေါ့နော်ကာဗွန် tax တွေလိုမျိုးခွန်စည်းမျဉ်းတွေလည်းပဲတင်ကျပ်လာနံပါတ်2က consumer behavior စားသုံးတဲ့သူတွေကနေပြီးတော့မှ sustainable ဖြစ်တဲ့ထုတ်လုပ်ကုန်တွေကိုပို့ပြီးတော့မှတောင်းဆိုလာကြတာဖြစ်တယ်နံပါတ်3နည်းပညာ clean energy ဆိုတဲ့နည်းပညာတွေကလည်းပဲတဖြည်းဖြည်းတိုးတက်လာနံပါတ်4ရာသီဥတုဖောက်ပြန်တဲ့အခါမှာပိုဆိုးလာတဲ့ကြောင့်မလို့လုပ်ငန်းတိုင်းကမဖြစ်မနေအရေးယူဆောင်ရွက်လာကြတာဖြစ်တယ်ကဘာကြီးကဘာလဲဆိုတော့ tipping point ကိုရောက်နေတယ်တဲ့ပင်လယ်မျက်နှာပြင်မြင့်တက်နှုန်းကလွန်ခဲ့တဲ့10စုနှစ်နဲ့ရှင်နှစ်ဆတိုးလာပြီးတော့မှ2030မှာကာဗွန်ထုတ်လွှတ်မှု43%လောက်လျှော့ချဖို့လိုအပ်နေတယ်လို့ဆိုပါတယ်ဆိုတော့ဒီအခြေအနေမှာစားသုံးသူတွေကလိုအပ်ချက်က2ချက်ရှိတယ်ပထမတကယ်ပေါ်လင်းမြင်သာမှုရှိတဲ့ transparency ဖြစ်ပြီးတော့မှဒုတိယတစ်ခုကတော့အပြောသက်သက်မှုမှာလက်တွေ့ကြတဲ့သဘာဝလှုပ်ဆောင်မှုသဘာဝလွန်ကျင်ကောင်းကျိုးတက်ရောက်မှုရှိစေတဲ့ရလဒ်တွေလိုချင်ကြတာဖြစ်ပါတယ်ဒီလိုအပ်ချက်ကိုဖြည့်ဆည်းပေးတဲ့ကုမ္ပဏီတစ်ခုကျွန်တော်တို့ကြည့်အောင်သူ့နာမည်က Levine Company လို့ခေါ်တဲ့ဒီ Jane နေပါညာထုတ်တယ်ပေါ့နော်ဆိုတော့ Levine က2050မှာ net zero emission ဖြစ်ဖို့ရည်မှန်းထားပြီးတော့မှလက်စစ်စွမ်း85%ကိုလည်းပဲဒီ renewable resource ကနေရယူဖို့လုပ်ဆောင်နေပါတယ်နောက်တစ်ခုသူတို့ရဲ့ water stewardship လို့ခေါ်တဲ့ waterless program မှာနေပြီးတော့မှဒီရေ17.5 ဘီလီယံကိုချွေတာနိုင်ခဲ့ပါတယ်2030မှာပေါ့နော်2030မှာတဲ့သူတို့အနေနဲ့တဲ့အမိုက်မြေပေါ့နော်အမိုက်မြေ zero waste to landfill အမိုက်မြေလုံးဝမရှိတော့ဘူးသူတို့အနေနဲ့စူးစမ်းလုပ်ဆောင်နေတယ်လို့ကုန်ကြမ်းပိုင်းမှာလည်းပဲ95%ကို organic သဘာဝထုတ်လုပ်ထားတဲ့ဒီဟွာကွနေရနဲ့ဆောင်ရွက်ထုတ်လုပ်နေတယ်လို့သူတို့အနေနဲ့2030မှာ100%နဲ့ sustainable ဖြစ်ဖို့လည်းကတိပြုထားပါတယ်တဲ့နော်ဒီပိုင်းတင်မဟုတ်ပါဘူးတခြားပြန်ဖက်ကုမ္ပဏီတွေကဘယ်လိုလုပ်ဆောင်နေလဲကိုကဲဆိုလို့ရှိရင် climate credit တွေရဖို့နေအောင်ချီလေယာလက်စစ်ဒီမှာယင်းမြုံနေတယ် data airline ကတော့ခီးလေယာဉ်ပေါ့နော်လေယာဉ်ခီးတဲ့အတွက် carbon credit ကိုဝယ်ယူပေးတယ်တဲ့ဝယ်ယူနေပါတယ်တဲ့ Microsoft ဆိုရင်2030မှာ carbon negative ပေါ့နော် carbon ထုတ်လုပ်မှုလုံးဝမရှိတော့တဲ့အပြင်လေထုကနေပါပြန်လဲဒီဆိုယူနိုင်တဲ့အဆင့်ကိုပါသူတို့ရည်မှန်းထားတယ်လို့ဆိုပါတယ် Tesla တော့သူကိုယ်တိုင်ကာဗွန်ထုတ်လုပ်မှုကိုနေတဲ့အတွက်တခြားကုမ္ပဏီတွေကို credit တွေပြန်အောင်ပေးဝင်ရှာနေပါတယ်လို့ဆိုပါတယ်
ကျွန်တော်တို့အနေနဲ့ရှေ့ဆက်ပြီးတော့ဘယ်လို product feature တွေဖန်တီးသင့်လဲဆိုရင်စီးပွားရေးလုပ်မဆုံး carbon negative ဖြစ်တဲ့ကုန်ကြမ်းတွေအသုံးပြုတာ sustainable report တွေကိုပွင့်လင်းမြင်သာစွာကျွန်တော်ချပြတာလုပ်သင့်တယ်လို့စားသုံးတွေလည်း carbon footprint လျှော့ချတာနဲ့မြဆုလက်ဆောင်ပေးမယ် royalty program တွေကိုလည်းပဲကျွန်တော်တို့ဖန်တီးပေးသင့်ပါတယ်ဒါအပြင်တစ်တော်ပြန်လည်စိုက်ပျိုးခြင်းစတဲ့ဒီရာသီဥတုနဲ့ပတ်သက်တဲ့အစီအစဉ်တွေမှာပါဝင်ပြီးတော့မှဒီလှုပ်ရှားမှုတွေကိုလည်းစားသုံးသိအောင်ရှင်းရှင်းလင်းလင်းပြောပြပေးဖို့လိုပါတယ်။ဒီကုန်းချုံနဲ့ပြောရင် carbon credit ဆိုတာရွေးချယ်စရာတခုမဟုတ်တော့ဘူး။စီးပွားရေးလုပ်ငန်းတွေရေရှည်တည်တံ့ဖို့မရှင်းဖြစ်လိုအပ်ချက်ဖြစ်လာပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီ carbon credit နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတာလိုအပ်ချက်ရှိတယ်ဆိုရင်လည်း comment ထဲမှာညှင်းခုန်လို့ရပါတယ်ပြောဆိုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကောင်းတဲ့နေ့လေးဖြစ်ပါစေ။နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့